Bangkok United will be looking for some of those players to get fit on the pitch pretty shortly. โดนรุมแต่ว่ายังย้อนหลังกลับมาได้ยูกิไอซึยังแข็งแกร่งครับ The silver with the late equaliser for Jomo Down Taxi. Oh, ไม่ได้โดนเข้ามาพัวพันอีกแล้วครับ The 40 beats in a row in this competition. Right to field and even Tet Min has not been at the races so far. Going cross field, good ball back in, here's a chance off the Oh, beautifully done. A shot is on. မှာပဲပေါင်လာခဲ့ရလည်းဖြစ်ပါတယ်လက်ရှိချိန်မှာတော့တရားတော်ဒီကောင်းဝင်ကားဖို့ရရှိခဲ့ပြီလည်းဖြစ်ပါတယ်ခဏနိုင်ခဲ့ပြီးတော့ ISP ပြန်လည်းမဟာပြီးတော့သုံးဖို့တကူဆိုရရလန်းနဲ့ရှုံးနေကြရလည်းဖြစ်ပါတယ်ကျော်သိဟိမေယူကီစီပေးတာမြကိုရှိုဖြတ်ချိုးပေးတာလေကောင်းတိုက်တာပြီညာချင်းကနေပြီးတော့ဘောလုံးလက်ခံထားတယ်မြမေချင်းနဲ့မာထားပေးပြီ you feel, but those 3 games already for Svei Ring. Here's Souza straight away looking to get to the byline. It's already by Kreya. That's a great looking ball, but Jordan's gone straight at him. Here's the first one from Yuki. Oh, บล็อกกันได้ดีแต่ว่ายังไม่พ้นอันตรายสัก ฝั่งชาญครับแล้วดูครับฟุกคิกเข้าทางกดตรงนี้เนี่ยโอ้โห Tidy football. It's pretty to watch. Look at that run wrap. Tawe. Minute of the game. A brilliant finish after a great assist. Kevin Famba. Noxon. Good curl one in, a good ball in. Lopez with a touch, slightly behind it. This is Lestien. Still Lestien on the outside. From Zidane. Just nearly threaded the ball in for Hirota. Just a glimpse of what Matt. ကင်တင်ရဲ့ခံစုပ်ကလက်ရှိချိန်ဒီအတောင်တင်းဆုံးအကောင်းဆုံးနေထားတော့မြောက်နေမြစိုက်တို့ဒီပြီးတာမြယူကီနဲ့စိုက်တို့ရင်ဆိုင်ပြီး อุดไซโดปีလာပြီကထိန်ထားတယ်อุดไซโดပဲအလဲကိုထည့်နေမိုကူရဲ့ရတယ်ချစ်အေးပဲတယောက်ကြော်တယ်မြချစ်အေးပဲတရားကိုကောင်းတဲ့မားတစ်ခုတော့ပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကိုကြီးရကိုကြိုးစားခဲ့တဲ့ဘက်ကယူကိုနေနေရလဲတော်လဲသွားလို့ပြန်ဝင်ရတဲ့အတင်းတော့တော်လေးသက်သာရခဲ့တာလည်းဖြစ်ပါတယ်လာမို့ เวลเปิดย้ำไปอีกทีเซคันมีရဲ့ပြကိုကအတော်လေးကောင်းမွန်ခဲ့ပြီးတော့တက်စစ်မှာဒီရเซคันမင်းရှူတိုက်ကန်ပူပြီးတော့ယူကီတရားရပါမယ်လက်ခံပြီဟိုမီမြောယူကီဒါလာသေးမြောတရားရမှာပြီးဟိတ်ကုန်ပဲပေးပြီဘယ်နဲ့စဝဲကစားပြီးတော့ညာမှ26မိနစ်ဒီကြိုင်မှာချိန်ပေးဖို့ကတော့5ဂိုးရှိလာပြီဖြစ်ပါတယ်ဒီတွေအတိုင်းပဲတောင်းပန်မော်ရီတစ်စင်းအနီးကပေးယူရတယ်ခိုင်တဲ့ဘောလုံးကိုတော့ဒီမှာသိရှိနေတဲ့မဆာကြီးကောင်းမွန်ကောင်းတဲ့စုံတက်ပြီးကောင်းကန်တွေ့ရတယ်ဒီကီအမီတန်ရလာပြီငါကန်ပြီတူရအောင်လို့ဒီကနေ့ပါတယ်ဘောကတပေးရတယ်ပိတ်တယ်နောက်တော့ဒီကီလေးမာရီယာပြန်ချောင်း